Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ကြက်သားစွပ်ပြောက်ချင်းကန်ဆက်ပျောက်စားဖြစ်လို့ပျောက်နီးလေးတွေလာပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ရှင်ကဲအားလုံးပဲလက်ကြည့်ကြရအောင်အရင်ဆုံးကြက်ရင်အောင်သားကိုပျောက်ထားပေးလိုက်ပါတယ်ကြက်သားတွေနူးလာပြီဆိုရင်စကားနဲ့ဆဲပြီးတော့ခဏလောက်အေးခံပေးထားလိုက်ပါမယ်နော်โอเคဒါဆိုရင်ကြက်သားတွေလည်းအနည်းငယ်အေးလာပြီဆိုရင်တော့အသားလေးတွေကိုအနှွာလေးနှွာပေးလိုက်ပါမယ်ကြက်သားတွေကိုစားရတာရိုးအေးလာပြီဆိုရင်ဒီလိုမျိုးလေးတောက်စားကြည့်နော်ကိုရငယ်ငယ်တော့ငါဆိုရင်အိမ်ကအမေခဏခဏဒီလိုမျိုးကြက်စွပ်ပြောက်လေးပျောက်စားပေးဖြစ်တယ်ပေါ့နော်အရန်လဲစားလို့ကောင်းပါတယ်โอเคဒီလောက်နေသားဆိုရင်ရပါပြီနော်စက်သားတဲ့ထဲဖို့အတွက်စက်သွန်နီပပလီးထားတာရဲ့နနန်ပင်ရဲ့ရှမ်းနနန်ရဲ့နောက်ပြီးတော့တံပြာသီးလည်းပါပါမယ်နော်ကဲဒါဆိုရင်စက်သားတောက်စွပ်ပြလောက်ဖို့အတွက်အားလုံးဒီမှာပါဝင်ပစ္စည်းလေးထည့်ပေးလိုက်ပါမယ်။အရင်ဆုံးကြက်သားကိုထည့်ပြီးတော့အပေါ်မှာကြက်သွန်နီပပလီးထားတာထည့်မယ်။အချိုးမောက်အနှဲငယ်ရထည့်ပေးလိုက်ပါမယ်။ငံပြားရည်အနှဲငယ်လည်းထည့်ပေးလိုက်ပါမယ်။နောက်ပြီးတော့အချင်တဲ့အတွက်တံပရာသီးနှစ်ချမ်းကိုလည်းညှစ်ပေးလိုက်ပါတယ်။နောက်ဆုံးမှာရှမ်းနနန်ပပလီးထားပေးတာရည်ထည့်ပေးလိုက်ပါတယ်။မရောက်သေးကြက်မှောင်နေငယ်ထည့်ပေးလိုက်မယ်ဒါတော့ခုနကပျောက်ထားပေးတဲ့ကြက်ပြောက်ရည်ကိုလောင်းထည့်ပေးလိုက်ပါတယ်โอเคဒါဆိုရင်အရသာရှိပြီးလွယ်ကူရိုးရှင်းတဲ့ကြက်သားစွပ်ပြောက်ချင်းကန်ဆက်လေးတစ်ပွဲရပါပြီရှင်ကလေးလူကြီးမရွေးစားတောင်းနိုင်ပါတယ်အခုလိုရာသီတောက်ကွေးဖြစ်နေတဲ့အချိန်မှာနလန်ထူးစားလူမမာများကတွင်းမတွေ့စေတဲ့အတွက်ဒီလိုမျိုးချက်သားတွေကိုပျောက်စားနိုင်ပါတယ်ရှင်ကဲအကြိုက်ချင်းသူရင်ပျောက်စားကြည့်ပါနော်အရန်သမင်းစားလို့မိန်ပါတယ်စားကြပါအောင်ရှင်ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်